idea ကနေအသေးထွက်ရှိလာတယ်ပေါ့နော် idea ရဲ့ city တရားဆိုတဲ့ phone လေးကိုမိတ်ဆက်ပေးမှဖြစ်ပါတယ်လုံငယ်တော့2လလောက်တည်းကထွက်ဖို့ပေါ့နော်အကြောင်းမျိုးကြောင့်မထွက်ဘဲနဲ့အခုတော့ official ထွက်ရှိလို့လာပြီပေါ့နော်သူ့ရဲ့ဘူးထဲမှာဘာတွေပါလဲဆိုတာကိုကျွန်တော်တစ်ချက်ကြည့်လိုက်ပါမယ်ဒီမှာကကာပါသူ့ရဲ့ဒီကာပါကကျွန်တော်တို့ဒီအနောက်မှာဆိုရင်သူကဒီmagnetic လေးပါတယ်ဗောနော်တန်လိုင်းလေးပါတယ်အဲ့ကောင်လေးကသူကဘာလုပ်လို့ရလဲဆိုတော့သူတို့ရဲ့ဒီ idea ကနေတော့မှထွက်ထားတယ် idea ရဲ့သူတို့ဒီ mass speaker ဆိုတဲ့ဒီ speaker လေးကိုဒီနားလေးမှာသူတို့ကထားပြီးတော့ဒီတန်လိုက်နေပေါ့နော်ထားပြီးတော့သုံးလို့ရတယ်သူပုံစံကလည်း cooling fan လို့ပုံစံမျိုးလေးပဲဒီနားလေးမှာထားပြီးတော့တချင်းတွေပိုင်းဖွင့်တာတို့ဘာလို့တော့လုပ်လို့ရတယ်နောက်တစ်ခုကတော့ဒီ Arduino ပေါ့နော် Arduino ကတော့ 80W charging ပြီးရင်သူရဲ့ဒီ Arduino ပြီး single ထုတ်တဲ့ပြီးဆိုပြီးတော့ပါဝင်လာမှာဖြစ်ပါတယ်ကျွန်တော်ဒီဖုန်းအကြောင်းမပြောခင်ကျွန်တော်ဒီဈေးနှုန်းလေးကိုအရင်ပြောပြပေးမယ်ဈေးကသူက 4128GB ဆိုရင်4သိန်းဝန်းကျင်နဲ့ရမယ်တကယ်လို့ RAM 4256GB ကိုဝယ်ယူမယ်ဆိုရင်တော့4သိန်း4000ဝန်းကျင်နဲ့ရရှိမှာဖြစ်တယ်ပေါ့နော်ထွက်ရှိတဲ့အယောင်က3ယောင်ထွက်တယ်ဒီကျွန်တော်လက်ထဲကိုရောက်နေတဲ့ဒီအပြာရောင်လေးရယ်နောက်ထပ်သူတို့ဒီတိုက်တီနီယန်ကာလာဆိုပြီးတော့1ယောင်ပြီးတော့ပတ်ပဲဆိုပြီးတော့1ယောင်ပေါ့နော်အားလုံးပေါင်း3ယောင်ထွက်တယ်အဲ့ဒီမှာကျွန်တော်ရှိဦးတော့ဒီအပြန်အောင်လေးဖြစ်ပါတယ်အနောက်ဘက်ကတော့သူကတော့ plastic bag plastic frame နဲ့သုံးမိထားမှာဖြစ်တယ်ဒီအနောက်ဘက်မှာသူကကင်မရာ3လုံးပုံစံဒီဇိုင်းပေါ့နော်တကယ်တော့ပါတာတော့ကင်မရာတစ်လုံးရယ် remote sensor ပေါ့ remote sensor remote တွေပါရေး TV တွေပါရေးအဖွင့်ပိတ်လုပ်တဲ့ sensor လေးကိုသူကဒီအနောက်မှာထည့်ပေးထားတယ်အနောက်ဘက်ကတော့သူကတော့လက်ရတော့နည်းနည်းပပတော့ထင်လွယ်စေတဲ့အနေအထားမှာရှိတယ်သူရဲ့အနောက်ဘက်ဒီ back cover ကအရောင်ရယ်ပြီးရင်ကင်မရာဘန်ပေါ့နော်ကင်မရာဘန်ကအရောင်ရယ်ကသူက color ခွဲလေးလုပ်ပေးထားတယ်အထူးက 7.5mm ပဲရှိတာဆိုတော့အရင်ထူတဲ့ထဲမှာမပါဘူးစင်ကက်ကသူကနှစ်ကက်သုံးလို့ရတယ် SD ကပ်ပါထပ်ဆိုင်ပြီးအသုံးပြုလို့ရတယ်ပေါ့နော်အောက်ဘက်မှာက 3.5mm ချက်ပေါက်ပါတယ်အဲ့အတွက်ကျွန်တော်တို့ဒီရေဒီယိုနားထောင်ခြင်းတဲ့လူတွေအတွက်ဆိုလည်းအဆင်ပြေမယ်ပေါ့နော် speaker ကတော့တစ်လုံးနဲ့ပဲပေါ့နော်အောက်မှာပါတယ်သူရဲ့ speaker အတန်ထွက်ကလည်းပုံမှန်ပဲပေါ့နော်ဒီပုံမှန်ကြားနေကြအတန်ထွက်လို့မျိုးပဲရမယ် fingerprint က side fingerprint စမ်းကြည့်တာတော့သူအဖွင့်ပိတ်လေးတွေကတော့အဆင်ပြေတယ်လို့ပြောရမယ်ပေါ့နော်ဒီဈေးဝန်းကျင်နဲ့ IP64 dust and water resistant ရမယ်ပြုတ်ကျတဲ့အခါမျိုးတွေမှာဆိုရင် 1.5 meter အမြင့်ကရင်တော့ပေါ့နော်မတော်တဆအောက်ကိုပြုတ်ကျတယ်ပြုတ်ကျရင်အောက်မှာဒီတမန်တလင်းတို့မာကျော်တဲ့နေရာတွေပေါ့ဗျာအဲ့လိုမျိုးနေရာတွေကိုပြုတ်ကျတဲ့ဒဏ်တွေကိုလည်းသူကခံနိုင်ရင်ရှိတယ်ဆိုတော့သူကရေစုခံတယ်အကျန်းလဲခံတယ်ဆိုတော့လေးကဒီဈေးဝန်းကျင်နဲ့တော့ဒီမစိုးလို့ပြောလို့ရတယ်ပေါ့နော်ကျန်းသုံးမဲ့လူတွေအတွက်ဆိုလည်းအဆင်ပြေမယ် screen display ပုံစံကတော့ water not display ပုံစံနဲ့ပဲလာတယ် IPS LCD display ကိုသုံးပေးထားမယ် 90Hz ရတယ်သူရဲ့ display ကလင်းတယ်လို့ပြောလို့ရတဲ့အထက်မှာတော့ပါတယ်ဒါပေမဲ့တကယ်အပြင်နေပိုင်းမှာကျွန်တော်သုံးကြည့်တဲ့အနေထားမှာတော့ထားပါတော့ဒီနေပူတဲတွေမှာဓာတ်ပုံတွေပိုင်းရိုက်နေတဲ့အခါမျိုးတွေမစိတ်တွေပိုင်းကိုဒီအပြင်နေမှာဖတ်ကြည့်တဲ့အခါမျိုးတွေမှာဆိုရင်တော့လုံးဝမမြင်ရတာမဟုတ်ဘူးမြင်ရတယ်ဒါပေမဲ့ကြီးကြီးလေးလေးပြက်ပြက်တတ်တတ်မမြင်ရဘူးပေါ့အဲ့အတွက်ဒီ screen ကိုလက်နဲ့အုပ်ပြီးတော့မှကျွန်တော်ကြည့်မှသာတေချာထင်ထင်ရှားရှားမြင်ရတာမျိုးတော့ရှိတယ်သူကတော့900နိထိပါတယ်ပေါ့နော်အရင်ကထွက်ရှိခဲ့တဲ့ idea ရဲ့ဒီဈေးဝန်းကျင်ကဖုန်းတွေနဲ့ဆိုင်တော့သူရဲ့ display ကနည်းနည်းလေးလင်းနေပေါ့နော် display မှာတော့ကျွန်တော်တို့ဒီထုံးစံတိုင်း eye comfort တို့ပြီးွားရင် high brightness mode တွေပါတယ်ပေါ့နော် screen size က 6.75 inch ရှိတာဆိုတော့ဒီ screen size လေးကကြီးတယ်အဲ့အတွက်ကျွန်တော်တို့ဒီရုပ်ရှင်ကြည့်တာမျိုးတွေကလေးတွေကိုပေးသုံးတာဖြစ်ဖြစ်ဒါမှမဟုတ်လူကြီးတွေပေါ့နော်ဒီတရားတွေပိုင်းဖွင့်သတင်းတွေပိုင်းနားထောင် YouTube တွေပိုင်းကြည့်ရုပ်ရှင်တွေပိုင်းကြည့်အဲ့လိုမျိုးလူတွေအတွက်ကတော့ဒီသူ့ရဲ့ display ကအဆင်ပြေတယ်လို့ပြောရမယ်ပေါ့နော် software ပိုင်းမှာဆိုရင်တော့ Android 14နဲ့လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ Android 15ကို update လုပ်လို့ရလားနောက်ထပ်ဘယ်လောက်ဒီ system update ရမလဲဆိုတာကိုတော့ဒီချာချာပြောထားတာမျိုးတော့မရှိဘူး Orion display တော့ရတယ်ဒါပေမဲ့တော့5 second လောက်ပဲရတယ်ဆိုပေမဲ့ကျွန်တော်ဒီဖုန်းကိုဒီလိုမျိုးပိတ်ထားတဲ့အခါမျိုးတွေပေါ့နော်ဖုန်းကိုပိတ်ပြီးတော့ဒီအောက်ကိုချထားတဲ့အခါမျိုးတွေမှာဆိုရင်တကယ်လို့ကိုကဒီနိုင်ကြည့်ချင်တာတို့ဘာလို့ဆိုရင်ဖုန်းကိုဖွင့်စရာမလိုပဲနဲ့ဖုန်းကိုကင်လိုက်တာနဲ့သူရဲ့ all-in display လေးက auto လေးလင်းပေးတယ်ပေါ့နော်ဒီမှာ idea ရဲ့သူရဲ့ AI feature လေးတွေသုံးလို့ရမယ် performance ပိုင်းမှာဆိုရင်တော့ Uniso ရဲ့ဒီ 7250 SoC ကိုသုံးပေးထားတယ်ဆိုတော့ဒီကောင်လေးအဲ့ SoC ကတော့ကျွန်တော်တို့ဒီ daily usage အသုံးပြုတဲ့ app တွေလောက်ကတော့အဆင်ပြေပြေအသုံးပြုလို့ရမယ် game ဆော့မဲ့လူတွေအတွက်ကတော့ game ဆော့ဖို့ကတော့အဆင်ပြေမှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ game ဆော့မဲ့ဆိုလဲ offline game လေးပို့ပါ game လေးတွေကိုပြင်းပြေဆော့တာမျိုးတွေလောက်တော့အဆင်ပြေမယ်ကင်မရာပိုင်းကတော့ဒီအနောက်ဘက်မှာတော့13 megapixel ပေါ့နော်13 megapixel ကင်မရာပါမယ် portrait ရရင်လည်း 182 ရတယ်တခါတည်း edit ထားတဲ့ပုံစံမျိုးဖြစ်နေရပေါ့နော်ဒီအပြင်ကဒီထားပါတော့ပန်းတွေဘာတွေကိုရိုက်လိုက်မယ်ဆိုရင် color တွေကဆူဆူတောက်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေဖြစ်နေတယ်သူကပြန်ပြီးတော့ edit ထားတဲ့ပုံစံမျိုးဒီဓာတ်ပုံတွေပဲရိုက်ပြီးသွားပြီဆိုရင်ကျွန်တော်ချက်ချင်းပြန်ကြည့်မယ်ဆိုရင်ကြည့်လို့မရခဏလေးစောက်ရတာမျိုးတွေတော့ရှိတယ်ဟိုနောက်ဆုံးဒီ edit ထားတဲ့ပုံပဲကျွန်တော်တို့ပြန်ပေးတဲ့ပုံစံမျိုးပေါ့နော်ဗီဒီယိုရိုက်မယ်ဆိုရင်တော့1080p ကို 30fps နဲ့ရိုက်လို့ရတယ်လမ်းလျှောက်ပြီးရိုက်တာတို့ဘာလို့တွေဆိုရင်တော့ထုံးစံတိုင်းပဲမငြိမ်ဘူးပေါ့နော် vlog ရိုက်ဖို့အတွက် vlog feature လေးထည့်ပေးထားတာမျိုးတွေနောက်တစ်ခုကကျွန်တော်တို့ဒီဗီဒီယိုရိုက်မယ်ဆိုရင် dual view ပေါ့နော်ရှေ့ရောနောက်ရောတ
ခါလေးရိုက်လို့ရတာမျိုးတွေစတဲ့ feature လေးတွေသူထည့်ပေးထားတယ် selfie camera 8 megapixel ဆိုတော့ကျွန်တော်တို့ဒီပုံမှန်ရုပ်ထွက်ပဲရရှိမှာဖြစ်တယ် battery ampere 9200 mAh ပါဝင်တယ်အသုံးပြုမယ်ဆိုရင်တော့ဒီတစ်ရက်ကတော့ကောင်းကောင်းခံတဲ့အနေအထားမှာရှိတယ်အားပြန်သွင်းမယ်ဆိုရင်တော့80 watt နဲ့အားသွင်းရမှာဖြစ်တယ်ဆိုတော့အချိန်ကတော့နည်းနည်းပေးရမယ်အနေအထားမှာရှိရပေါ့နော်ဒီအပြင်ဒီပါအသုံးပြုတဲ့လူတွေနောက်တစ်ခုကကျွန်တော်တို့ဒီ sign ဒီမှာ sign phone အနေနဲ့ထားမယ်ပေါ့နော်ကိုတယောက်တည်းသုံးမှာမဟုတ်ဘဲနဲ့လူအများအသုံးပြုဖို့အတွက်ထားမယ်ဆိုရင်လည်းဒီကောင်လေးကအဆင်ပြေတယ်ဘာလို့ဆိုတော့သူကဒီ IP64 ပေါ့နော်ဒီ water resistant လည်းပါတယ်နောက်တစ်ခုကဒီအောက်ဒီဘိုင်ကိုမတော်တဆပြုတ်ကျတဲ့ဒဏ်တွေကိုလည်းခံနိုင်ရှိတာဖြစ်တဲ့အတွက်ဒီအကျန်းခံတယ်လို့ပြောလို့ရတဲ့အထက်မှာပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုလေးမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်